Bachelor 29နှစ်မှာဆိုလို့ရှင်တော့နောက်တိုးဘက်က original စာပါးတွေရောက်လာပြီဖြစ်ပါတယ်ဒီနေ့စုကနောက်တိုးစကင်ကိုစီနေနဲ့ဘယ်လိုမျိုးရအောင်ယူရမလဲဆိုတာကိုတင်ပြသွားပါမယ် event ဆက်လာတဲ့ရက်29ရက်နေ့ကနေစပြီးတော့ page 1မလာမချင်း daily play ပါမယ် page 1က April 3ရက်နေ့မှာလာမှာပါPhase 1လာလို့ရှိရင် test service ဆိုလို့ရှိရင် free ticket 29ခက်ရပါမယ် Phase 1လာရင်ကြလို့ရှိရင်တော့တော့ကို9ချိန်လှည့်ပါမယ်လှည့်ပြီးသွားပြီဆိုမှ free ticket တွေတော့ယူမယ်ပြီးပြီဆိုလို့ရှိရင် free ticket တွေနဲ့လှည့်ပါပြီးသွားလို့ရှိရင်နောက်ရက်ဒီကြလို့ရှိရင် daily ပဲလှည့်ပါ Phase 2မလာမချင်းပေါ့နော် Phase 2က April 10ရက်နေ့မှာလာမှာပဲဖြစ်ပါတယ်သူကလေတက်ဆက်ပြီးလုပ်မယ်ဆိုလို့ရှိရင် free ticket 29ခက်ရမှာပါသူကလေ9ရက်အတွင်းမှာလောက်ရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်စုစုပေါင်း draw က83ခါလောက်တော့ရှိသွားပြီပဲဖြစ်ပါတယ်လိုတဲ့ quite လေးကိုတော့နောက်ထပ်ကျန်တဲ့ရက်တွေမှာ daily လေးပဲပုံမှန်လှည့်သွားမယ်ဆိုလို့ရှိရင် event စကင်တကတော့တေချာပတ်ကိုရပါတယ်ဒီ event မှာအရေးကြီးဆုံးကတော့ daily လေးကိုလုံးဝမမေ့ပါနဲ့ daily လေးကိုမေ့ရဲဆိုလို့ရှိရင် test ကမပြည့်ဘူးပြီးတော့ကြတော့ဒိုင်းကပို့သုံးပြီးတော့လှည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အကုန်ကြများပါလိမ့်မယ်ဒါမှမဟုတ်ဝယ်ချင်နေဆိုလို့ရှိရင်တော့စုစီမှာလာပဲလို့ရပါတယ်